mobile CPU architecture ပေါ့နော် mobile application တွေရေးတဲ့အခါမှာဒီ mobile device ရဲ့ဒီ mobile phone ရဲ့သူ့ရဲ့တိစောက်ထားတဲ့ CPU ပုံစံကိုလည်းနားလည်ထားဖို့လိုတယ်အဲ့တော့ CPU ဆိုတာဘာလဲပေါ့နော်ဆိုတော့ CPU ဆိုတာကတော့ software နဲ့ hardware ကြားကဘာသာပြန်ပေးရဟာပေါ့နော်ဘာကိုဘာသာပြန်ပေးရလဲဆိုတော့ဒီ software ကနေပြီးတော့ကြတော့ high level instruction တွေပေါ့နော်ဥပမာဒီ button လေးကိုနှိပ်လိုက်တယ်ဖွင့်မယ်ဆိုရင် instruction ပေါ့နော် open ဆိုရင် instruction အဲ့ instruction ကို hardware ကနားလည်အောင် hardware ကတကယ် on off ဖြစ်သွားအောင်လို့သူက machine code ပေါ့နော် native machine language code ကိုဘာသာပြန်ပေးရတဲ့ဟာ translate လုပ်ပေးရတဲ့ဟာပေါ့နော်အဲ့ဒါက CPU ကနေပြီးတော့လုပ်ပေးရယ်အဲ့တော့ကြတော့ဘယ်လို CPU မျိုးကိုလိုချင်ကြရလဲဆိုတော့ကြတော့ power ကောင်းကောင်းနဲ့လုံနိုင်စွမ်းရှိတဲ့ CPU မျိုးကိုလိုချင်ကြရတယ်အဲ့ဒီ CPU ကိုသုံးတဲ့အခါမှာလည်းပဲပေါ့နော်ဒီဖုန်းထဲကအရင်းမြစ်တွေကိုအများကြီးသုံးသွားတာမျိုးမဟုတ်တဲ့ပေါ့နော် CPU မျိုးလိုချင်တဲ့ဥပမာဆိုရင် CPU ကတော့ကောင်းချင်တယ်ဒီအလုပ်လုပ်တဲ့ processing ကမြင်ချင်တယ်ဒါပေမဲ့ battery သုံးတာလည်းနည်းချင်တယ်ဒါမျိုးဆိုရင်ဘယ်လို CPU မျိုးလဲဆိုတော့ကြတော့ CPU with the great architecture သူ့ရဲ့တိစောက်ပုံကောင်းတဲ့ CPU မျိုးဆိုရင် battery resource ကိုအရင်မသုံးဘဲနဲ့battery ပမာဏကိုအရင်မသုံးဘဲနဲ့じゃလုပ်ငန်းဆောင်တာတွေလုပ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုရင်သူ့ရဲ့ CPU တိစောက်တဲ့ပုံစံဆိုရင် ARM ရှိရယ် M64 ရှိရယ်နောက်က86ရှိရယ်ပေါ့နော်86ရှိရယ်အဲ့တော့ဒီ၃မျိုးက smartphone တွေမှာတွေ့ရအများကြီး၃မျိုးပဲဖြစ်တယ်ဟိုမှာဆို M ဆိုရင် MV7 M MEABI အဲ့ဒါမျိုးသူ့ရဲ့အခွဲလေးရှိရယ်ပေါ့နော် M64 ဆိုလဲဒီမှာသူရဲ့နောက်ထပ်ပုံစံလေးပေါ့နော်အဲ့ဒီ၃မျိုးရှိတဲ့တဲကမှာပေါ့နော် battery ပမာဏအနည်းဆုံးသုံးတဲ့ကောင်အသုံးများဆုံးကောင်ဆိုရင်ညာရိုးရိုး M ပေါ့နော် ARM M ကိုသုံးရတယ် M64 ကကြာ ARM ကိုမှသူကတစ်ဆင့်ထပ်ပြီးတော့ update လုပ်လိုက်တာဘယ်အတွက်လဲဆိုတော့64 bit processing တွေလုပ်ဖို့ရပါတော့ငါက32 bit ရှိရနောက်ပိုင်းကျတော့64 bit ဖြစ်သွားတဲ့အခါမှာအဲ့ဟာ processing လုပ်ဖို့ရသူက M64 ဆိုပြီးထပ်ထွက်လိုက်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ဒီ86ပေါ့နော်အဲ့ဒါကကြာတော့သူကဒီ MCP တို့ထက်တော့ပို့ပြီးတော့ powerful ဖြစ်တယ်ပို့ပြီးတော့လှုပ်ဆောင်နိုင်စွမ်းရှိတယ်လှုပ်ဆောင်နိုင်စွမ်းရှိတယ်ဒါပေမဲ့ battery လဲစားတယ်ပေါ့နော် battery friendly မဖြစ်ဘူးပေါ့နော်အဲ့တော့၃မျိုးထဲမှာဆိုဒီနောက်ဆုံးတစ်ခုကတော့အသုံးအနည်းဆုံးပဲဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီကကြည့်မယ်ဆိုရင်တော့ mobile အတွက်ဆိုရင်ဒီက M ကိုဒီကသုံးကြတယ်ဘာလို့လဲဆိုတော့သူက battery စားတာနည်းတယ်လှုပ်ဆောင်စွမ်းလည်းကောင်းတယ် efficiency လည်းကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ပဲဖြစ်ပါတယ်